ဒေသခံတိုင်းရင်းသားနဲ့ရိုးရာကိုးကွယ်မှုများဒီဘာသာတွေမှာအာဖရိကရိုးရာဘာသာရေးအမေရိကန်တိုင်းရင်းသားတွေရဲ့ယုံကြည်မှုတွေနဲ့အာရှနဲ့သမုဒ္ဒရာပိုင်းဒေသတွေကမျိုးနွယ်စုဓလေ့ထုံးတမ်းတွေပါဝင်ပါတယ်ကမ္ဘာတော်အလုံးမှာလူသန်း300လောက်ကဒေသခံတိုင်းရင်းသားနဲ့ရိုးရာဘာသာတွေကိုကိုးကွယ်ကြပါတယ်ဒီရိုးရာအစဉ်အလာတွေကမြေဘိုးဘွားတွေနဲ့တဘာဝရှိဝိညာဉ်ရေးရစွမ်းအားတွေနဲ့နှဆိုင်စွာဆက်နွယ်မှုရှိနေတာကိုလေးပေးလေးရှိပါတယ်သူတို့ကပထဝီနိုင်ငံရေးကိုလွှမ်းမိုးနိုင်တာမျိုးမရှိနိုင်ပေမဲ့သူတို့ရဲ့ယဉ်ကျေးမှုဆိုင်ရာစွမ်းအားကတော့ကြီးမားပါတယ်အာဖရိကမှာရိုးရာဘာသာတွေဟာခရစ်ယာန်ဘာသာနဲ့အစ္စလာမ်ဘာသာတို့နဲ့အတူတူရှိနေပါတယ်လက်တင်အမေရိကမှာဆိုရင်တိုင်းရင်းသားဝိညာဉ်ရေးရတွေကအမှုပညာဂီတနဲ့ဒေသခံရိုးရာဓလေ့တွေကိုဆက်လက်လွှမ်းမိုးနေပါတယ်ရိုးရာကိုးကွယ်မှုအများပြားဟာလည်းအဓိကဘာသာတရားတွေနဲ့အပြန်အလှန်တက်ရောက်ပြီးဒေသခံဓလေ့ထုံးတမ်းတွေကိုကမ္ဘာလုံးဆိုင်ရာဘာသာတရားတွေနဲ့ရောစပ်ထားတဲ့ထပ်တူကြတဲ့အလေးချင်းတွေကိုဖန်တီးပေးပါတယ်ဥပမာဘရာဇီးမှာရှိတဲ့ကန်တွန်ဘယ်ကအာဖရိကယိုရိုဘရိုးရာဓလေ့တွေကိုကက်သလစ်သူတော်စင်တွေနဲ့ပေါင်းစပ်ထားပါတယ်ဟေတီမှာတော့ဗူဒူကအနောက်အာဖရိကယုံကြည်မှုတွေကိုခရစ်ယာန်ဘာသာနဲ့ရောစပ်ထားပါတယ်ဒီဘာသာတွေကဒေသခံကိုယ်ပိုင်လက္ခဏာကိုထိန်းသိမ်းထားပြီးယဉ်ကျေးမှုဆိုင်ရာစံထားမှုတွေနဲ့တူညီစေဖို့ကြိုးပမ်းခြင်းကိုစန့်ကျင်ပါတယ်ကမ္ဘာအလယ်မှာတိုင်းရင်းသားအခွင့်အရေးကိုအတိမတ်ပြုမှုတိုးလာတာကလည်းဒီဘာသာတွေရဲ့ပုံရိပ်ကိုမြင့်တက်စေပါတယ်သူတို့ရဲ့လေ့ကျင့်တွေကဒေသခံဖြစ်နိုင်ပေမဲ့တဘာဝနဲ့တဟဇာတဖြစ်မှုဆိုတဲ့သူတို့ရဲ့သတင်းစကားကရာသီဥတုဆွေးရိမ်မှုတွေရှိနေတဲ့ခေတ်ကြီးမှာကမ္ဘာလုံးဆိုင်ရာပဲ့တင်